extra large နေပြီးတော့ extra small ဖြစ်သွားဖို့အတွက်အချက်50ပဲတွေ့တယ်ဒီအချက်ကပေါင်ချင်ဆက်ကိုတငယ်ချင်းမှမပေါင်းနဲ့ပြောချင်တာနေရိုင်းသွားချင်နေနဲ့ပေါင်ချင်ဆက်ဆိုတာတစ်လတစ်ခါတော့ချိန်လုံးလောက်ပြီးဘာလို့လဲဆိုတော့နေရိုင်းသွားချင်နေရဆိုလို့ရှိရင်ခါရလို့ရှိရင်ကိုကရေးတွေအများကြီးတောက်ထားနေရမျိုးအားကစားလုပ်ထားလို့ gym ဆော့တာတို့ martial တက်နေရမျိုးဆိုလို့ရှိရင်ပေါင်ချင်ဆက်မှာခဏန်းနေရတိုးနေမှာပြီးတော့ပေါင်ချင်ဆက်ကိုတစ်လတစ်ခါပဲချိန်တငယ်ချင်းမှမပေါင်းနဲ့သူနဲ့ဝေးနေမယ်ဒီချက်က workout လုပ်တာကိုကို professional အလုပ်လုပ်နေတယ်လို့မျိုးသဘောထားမယ်အလုပ်လုပ်နေတဲ့အချိန်မှာအပြင်သွားဖို့လာခေါ်လို့ရှိရင်မအားဘူးလို့ညင်းတယ်လို့မျိုးပဲကို workout လုပ်မယ့်အချိန်မှာပြင်သွားမယ်လို့လာခေါ်ရသူရှိရင်ညင်းလိုက်နောက်ဆုံးချက်ကလေ့ကျင့်ခန်းလုပ်တဲ့သူတွေနဲ့အပေါင်းအသင်းများများလုပ်ပေးကိုကလေ့ကျင့်ခန်းမလုပ်ချင်ဘူးဆိုရင်တောင်မှပဲအဲ့ဒီလူတွေကကိုကိုဆွတ်ခေါ်သွားတယ်ပဲကိုကလေ့ကျင့်ခန်းကိုလုပ်ဖြစ်သွားနိုင်မယ်ဒီချက်ကကိုတကယ်ကြိုက်နေတဲ့လှုပ်ရှားမှုတစ်ခုကိုလုပ်ပြီးအပြေးရကြိုက်တယ်ဆိုလို့ရှိရင်ပြေးမယ်ဇွန်ဘာကကြိုက်တယ်ဆိုလို့ရှိရင်ဇွန်ဘာကလုပ်ရတယ်ရေကူးရကြိုက်တယ်ဆိုလို့ရှိရင်ရေကူးတာလုပ်သူများလုပ်တဲ့ gym ဆော့မှာမဟုတ်ဘူးကိုကြိုက်တဲ့ဟာတစ်ခုကိုကိုပြောနေရပြီလေ့ကျင့်ခန်းတစ်ခုလုပ်နေဖို့ပဲလိုတယ်နံပါတ်5ချက်က challenge အဖြစ်ဆုံးစားတော့ပိုင်းစားတော့ဆိုစားလို့ရတယ်စားမယ် calorie ပမာဏထဲမှာဝင်နေရဆိုလို့ရှိရင်အတိုင်းအတာလေးနဲ့စားလို့ရတယ်ငါတော့ဓာကြီးကိုစားလို့မရဘူးဆိုပြီးတော့ရှောင်နေကြမလို့စားခြင်းစားလိုက်ဒါပေမဲ့စားမယ်ပမာဏတွေဝင်နေအဆင်ပြေ5ချက်ကိုသာတကယ်လိုက်လုံနိုင်မှာသေးကြရဆိုလို့ရှိရင်အင်ကြီးတွေကို extra small လေးကြိုးပဲထားလို့ရတယ်